မတိုးတက်မဲ့သူဖြစ်အောင်နေနေ9နည်းအဲ့တော့မတိုးတက်ချင်ဘူးဆိုရှင်ဒီနည်းလမ်း9နည်းကိုသုံးလို့ရပါတယ်နံပါတ်1ကိုတိုင်းဘာမှမလုပ်ပါနဲ့တခြားသူမှာပဲရှာပြီးတော့ထိုင် blame နေပါနံပါတ်2ကိုမတိုးတက်တာကသူများကြောင့်လို့အမြဲတွေးပါတခုခုဆိုရှင်ဒါငါကြောင့်မဟုတ်ဒါတခြားသူကြောင့်ငါမှတာဝန်မရှိဘူးငါမတိုးတက်တာငါတာဝန်မဟုတ်တခြားသူတာဝန်လို့အမြဲတမ်းတွေးပါနံပါတ်3ရှေ့ရောက်နေတဲ့သူတွေကကြိုးစားလို့ရှေ့ရောက်တာမဟုတ်ဘူးကံကောင်းလို့ရှေ့ရောက်တာလို့တွေးပါရှေ့ရောက်နေတဲ့သူတွေကကြိုးစားလို့ရှေ့ရောက်တာမဟုတ်ကံကောင်းလို့ရှေ့ရောက်တာလို့တွေးပါနံပါတ်4လူတွေကအပြောင်းလဲလုပ်လို့မရဘူးကံတရားကကြိုးစီမှန်ပြီးသားလို့ယုံကြည်ပါနံပါတ်5အနာဂတ်ကပို့ဆိုးမယ်လို့ယုံကြည်ပါโอเคအဲ့တော့မတိုးတက်ချင်ဘူးဆိုရှင်ဒီ9နည်းကိုစမ်းကြည့်လို့ရပါတယ်အဲ့ထက်ကတစ်ခုခုနဲ့မြန်ညှိနေရှိလားရှိနေဆိုရှင်ကွန်မန့်ပါရေးတော့နော်ထပ်ထည့်ချင်တာရှိရဆိုလို့ရှင်လည်းကွန်မန့်ပါရေးတော့ပါ